စားတယ်ဆိုတဲ့စကားလုံးကိုထိုင်းလိုမျိုး กิน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 ဆိုပြီးတော့သုံးပါတယ် กินစားတယ်ယူရဆိုလို့ရှိရင်ကြတော့အောင်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 ကကြတော့ရွေလို့ပြောတာဖြစ်ပါတယ်မြန်မာလိုလွယ်မှတ်ကမယ်ဆိုလို့ရှိရင်နာမည်ပေါ့နော်အောင်ဆိုတဲ့နာမည်ကိုမှတ်လိုက်ရပြီအဲ့ဒီကအောင်နဲ့အတန်းနဲ့တူတူပဲပေါ့နော်အောင်ကကြတော့ယူတယ်တွားရဆိုလို့ရှိရင်ကြတော့ပိုင်း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 ကကြတော့တွားတယ်လှုပ်တယ်ဆိုလို့ရှိရင်ကြတော့ทำ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 ကကြတော့လှုပ်တယ်လို့ပြောတာဖြစ်ပါတယ်ဒီမှာทำကိုအတန်းတက်ကကြလို့ရှိရင်ပါဇက်ကိုပိတ်ပြီးထွက်ပြပါทำนะครับနောက်ကကျွန်တော်ဗီဒီယိုကြီးကြည့်တဲ့ခါကြလို့ရှိရင်ဒီပေါ့နော်မတက်နဲ့ပစောက်တက်နဲ့တက်ထားလို့ရှိရင်အတန်ကိုပိတ်ပြီးတော့ထွက်ပြီးဖို့မမိနဲ့နော်ဆက်ပြီးကြည့်မယ်ရတယ်ဆိုလို့ရှိရင်ကြတော့ได้ได้ကကြတော့ရတယ်လို့ပြောတာဖြစ်ပါတယ်လာတယ်ကကြတော့မာကကြတော့လာတယ်မာအတောင်ဆွဲပြီးဆိုပြရမယ်မာလာတယ်นะครับနေရဆိုလို့ရှိရင်ကြတော့ဒါမှရှိရလို့သုံးလို့ရနှစ်ခုသုံးလို့ရပါဘောနော်ရှိရနေဆိုလို့ရှိရင်တော့ယူကကြတော့နေရလို့အများစုကကြတော့နေရလို့သုံးကြတယ်ပြီးတော့သူ့ကိုရှိရလို့သုံးလို့ရတာပေါ့နော်လူတွေပါရှိရသူဒီမှာရှိရဆိုလို့ရှိရင်ခေါယူနီခေါယူထီနီအဲ့လိုမျိုးသုံးလို့ရပါဘောနော်ခေါယူနီဆိုလို့ရှိရင်သူဒီမှာရှိတယ်นะครับအဲ့လိုမျိုးဆိုလို့ရှိရင်လည်းယူနဲ့သုံးလို့ရပါတယ်ထပ်ပြီးတော့ခုလိုပုံမှန်ပေါ့နော်ရှိတယ်ဥမာဒီတိတိရှိတယ်ဟိုတိတိရှိတယ်ဒီဟာလည်းရှိတယ်ဟိုဟာလည်းရှိတယ်အဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်တော့မီးနဲ့သုံးတယ်မီလို့သုံးပါတယ်นะครับဒါကြတော့ထိုင်းရဲ့ကရိယာစကားလုံးတွေဖြစ်ပါတယ်ပေါ့နော်ဆက်လက်ပြီးတော့သိချင်တဲ့ကရိယာစကားလုံးတွေရှိလို့ရှိရင်လည်း comment မှာမှန်ခဲ့လို့ရပါတယ်ခင်ဗျာအားတဲ့ခါကြလို့ရှိရင်ပြန်လည်ပြီးတော့ဖြေသွားပေးပါမယ်ဒီဗီဒီယိုလေးရမိတ်ဆွေတို့အကျိုးရှိရဆိုလို့ရှိရင် comment မှာအကျိုးရှိရဆိုပြီးတော့လည်းမှတ်သွားလို့ရပါတယ်ဒါမှမဟုတ်ကိုယ့်ရဲ့တကယ်ချင်းတွေကိုလည်း share ပေးလို့ရပါတယ်ဆိုတော့ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်นะครับบ๊ายบายครับ